Hello မင်္ဂလာပါဒီနေ့ကတော့လူတိုင်းကြိုက်တဲ့ကစွန်ရဲ့ကြော်လေးပေါ့နော်ကြော်ပြပါမယ်ရှင်ဒီကစွန်ရဲ့လေးရဲ့နာမည်ကြတော့ပေါ့နော်လက်မင်းကြော်တဲ့ကစွန်ရဲ့ကြော်ပါရှင်ဘာလို့လဲဆိုတော့လက်မင်းဖြစ်တဲ့ကျမပေါ့နော်ကျမချွေထားပါတယ်ပြီးွားရင်ကျမရဲ့အမျိုးသားလေးကကြော်ပြမှာပါအားကြောင့်မို့လက်မေးကြော်တဲ့ကစွန်ရဲ့ကြော်လေးကြော်ပြပါမယ်အရင်ဆုံးကျမတို့ဒီကစွန်ရဲ့လေးစပြီးတော့နှွှဲမယ်ပေါ့နော်နှွှဲလိုက်ပါမယ်ရှင်ကျမလက်မိန်နဲ့ထွင်နေတဲ့ကစွန်ရက်လေးပေါ့နော်နှင်လိုက်ပါမယ်ပြီးပါပြီဆိုရင်တော့ကျမတို့ဒီကစွန်ရက်လေးပေါ့နော်စီကြောပါမယ်ဘာလို့လဲဆိုတော့ကစွန်ရက်မှာကျတော့ဟိုကလေရေညှိလို့မျိုးဟိုအဖက်သေးလေးလေအဲ့ဒီဟာလေးပါလေးရဆိုတော့အဲ့ဒါလေးကိုပြောင်းစင်အောင်လို့ကျမတို့စီးလိုက်ပါမယ်ကျမနောက်ဆုံးပြောင်းတဲ့ထီကိုကျမမစီးပြတော့ပေါ့နော်ပါကျမစီးပြီးတော့ကျမပြောင်းတော့တေချာလေးစီးထားပါတယ်ရှင်ဒီတိုင်းဆိုတော့ကျမတို့ကြက်သွန်ဖြူလေးပေါ့နော်တပြားရိုက်ပြီးတော့ကျမတို့ထွင်ထားပါမယ်ပြည့်ထားပါဝင်ပစ္စည်းလေးပေါ့နော်ကစွန်ရက်ရဲ့မှုန်လေးရဲ့ဒီတိုင်းဆိုတော့ကြက်သွန်ဖြူနဲ့မယုတ်သီးစိမ်းလေးပေါ့နော်မြေသီးစိမ်းအနီလေးပေါ့အနီတောက်လေးကိုစင်းနေလောက်ထားပါတယ်အရင်ဆုံးအိုးပူလာပြီဆိုတော့ကြက်သွန်ဖြူလေးရဲ့ပြင်မယုတ်သီးစိမ်းလေးကိုအရင်ဆုံးထည့်ပြီးတော့အရင်ဆုံးစီးတတ်မယ်ပေါ့နော်ပြီးသွားပြီဆိုရင်တော့မှုန်လေးထည့်လိုက်ပါမယ်မူလေးထည့်ပြီးတော့ကြော်လိုက်ပါမယ်ရှင်ဒါတော့ကျမအမျိုးသားလေးရဲ့လက်ရပေါ့သူလည်းလက်မကြီးပါပဲပြီးရည်ဆိုတော့ကျမတို့ကစွန်ရက်လေးထည့်ပြီးတော့ကြော်လိုက်ပါမယ်ရှင်အရင်ဆုံးကြက်သားမှုန်လေးပေါ့နော်ကြက်သားမှုန်လေးထည့်မယ်ပြီးရည်ဆိုတော့ကျမကြာညို့လေးပေါ့နော်ကြာညို့လေးထည့်ပါမယ်ရှင်ဒါတော့ကျမအမျိုးသားရဲ့သူ့ရဲ့လက်ရပါသူကြော်နေကြလက်ရလေးပေါ့နော်သူ့ရဲ့ကြော်ပုံကြော်နည်းလေးပေါ့နော်သူကြော်မယ်တဲ့ကျမအောင်မကြော်နဲ့တဲ့ကစွန်ရဲ့ကြော်ရင်သူပဲကြော်နေကြဆိုတော့လေသူပဲကြော်ပါမယ်ပြီးပြီဆိုရင်တော့ရှင်နွေးလေးနည်းနည်းလေးထည့်လိုက်ပါမယ်ရှင့်ရှင်နွေးလေးနည်းနည်းထည့်ပြီးတော့မှွေပါမယ်မှွေပြီးဆိုရင်တော့အဖုံးလေးခဏအုပ်ထားလိုက်ပါမယ်ကဲရပါပြီကဲကျမတို့ချကန်နေဆိုရင်တော့လေကျမတို့ဟိုပါပေါ့ခရုစီလေးထည့်ပါမယ်ရှင့်ခရုစီလေးထည့်ပြီးတော့ကျမဆက်လက်မှွေပါမယ်မှွေလိုက်ပါမယ်ရှင့်မှွေပါတယ်သူလည်းအမွေပါပဲရှင့်ကဲရပါပြီကစွန်ရဲ့ကြော်လေးရပါပြီရှင့်ဒါလေးကတော့ဒီနေ့သုံးဆောင်မယ်ဟင်းလေးဒီပါဒါကတော့ဝက်နယူးမြစ်ချင်လေးရယ်ပြီးတော့ကစွန်ရဲ့ကြော်လေးရယ်မှုကစွန်လေးပေါ့နော်ပြီးရင်တော့ငပီတောင်းလေးရယ်ပြီးရင်ခါချက်ဥလေးကိုပြီးတာပါတယ်ကဲကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပါ